မင်္ဂလာပါကျွန်တော်ဒီနေ့တမချန်းစာရမှန်ကန်စွာပေးကမ်းသက်ခြင်းကိုကျွန်တော်တို့ကလေ့လာရအောင်ဖះကိုဘာမှမပေးလဲဖះကဘာမှဖြစ်ဖို့အစီပဲဒါပေမဲ့လို့ကျွန်တော်ယုံကြည်သူတွေကိုဖះကကောင်းကြီးပေးခြင်းတဲ့အတွက်ကြောင့်ယုံကြည်သူတွေဖះတခင်ကပေးကမ်းစေခြင်းတာဖြစ်တယ်ပြီးရင်ကျမ်းစာထဲမှာလည်းတခင်ရှုပါပြောလဲဆိုလို့ရှိရင်စွန့်ကြဲခံရခြင်းထက်တဲ့စွန့်ကြဲခြင်းကပို၍မင်္ဂလာရှိတယ်တဲ့အတွက်ကြောင့်ကျွန်တော်ယုံကြည်သူတွေကပေးကမ်းခြင်းနဲ့ပတ်သက်ပြီးတော့တမန်ကျမ်းစာထဲမှာပြောတဲ့အရာကိုကျွန်တော်တို့နားလည်ဖို့လိုတယ်အဲ့အတွက်ကြောင့်ကျွန်တော်အာဗြဟံစီကနေဖျားသခင်ကဓမ္မဟောင်းကာလမှာဘာတောင်းလဲဆိုတော့ကျွန်တော်နံပါတ်1ချက်လေ့လာမယ်နံပါတ်2ချက်အနေနဲ့လက်ရှိယုံကြည်သူတွေကျွန်တော်ဓမ္မသစ်ကာလကယုံကြည်သူတွေဖျားသခင်ဘာတောင်းလဲဆိုတော့ကျွန်တော်တို့သူတို့ကလေ့လာရအောင်ကဘာဦးကျမ်း20မှာကျွန်တော်အာဗြဟံစီကနေဖျားသခင်တောင်းတဲ့အရာကိုကျွန်တော်တွေ့ရတယ်ကဘာဦးကျမ်းအခန်းကြီး20အခန်းငယ်1ကနေ2မှာထို့နောက်မှာဖျားသခင်သည်အာဗြဟံကိုစုံစမ်းခြင်းကအာဗြဟံဟုခေါ်တော်မူ၍အာဗြဟံကကျွန်ုပ်ရှိပါ၏ဟုလျှောက်လျင်အခန်းငယ်နဲ့မှာသင်ဒီအလွန်ချစ်သောတယောက်တည်းသောသားအိုက်ဇက်ကိုယူ၍မောရိပြည်သို့သွားလောငါပြလက်တန်သောတောင်ပေါ်မှာသူ့ကိုမီးရှို့ရာ၏ပြု၍ပူဇော်လောဟုမိန့်တော်မူ၏ဖျားသခင်ကအာဗြဟံစီကနေဘာတောင်းလဲဆိုလို့ရှိရင်နံပါတ်1ချက်သူ့မှာရှိတဲ့အရာအာဗြဟံမှာရှိတဲ့အရာဖခင်ကတောင်းတယ်အာဗြဟံမှာမရှိတဲ့အရာမတောင်းဘူးပြီးရင်နံပါတ်2ချက်အာဗြဟံတန်ဖိုးအထားဆုံးအရာတန်ဖိုးသူ့မိသားစုမှာဒါမှမဟုတ်သူပိုင်ဆိုင်တဲ့အရာတွေထဲမှာတန်ဖိုးအရှိဆုံးဖြစ်တဲ့သူ့ရဲ့သားကိုတောင်းတယ်ဆိုတော့ကျွန်တော်ယုံကြည်သူသိဖို့ပါလို့လဲဆိုလို့ရှိရင်ဖခင်တခင်ကကျွန်တော်တို့စီကနေတောင်းတဲ့အချိန်မှာကျွန်တော်မရှိတဲ့အရာမတောင်းဘူးဖခင်တခင်ကပြီးဖခင်တောင်းတဲ့အချိန်မှာလဲကျွန်တော်တို့စီမှာရှိတဲ့အတန်ဖိုးအရှိဆုံးအရာကိုတောင်းတယ်ဘာဖြစ်လို့ကျွန်တော်တို့စီကနေတန်ဖိုးရှိဆုံးအောင်တောင်းလဲဆိုတော့ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုဖခင်တခင်ကတည်ခြင်းလို့အာဗြဟံယုံကြည်ခြင်းကိုလည်းဖခင်တခင်ကတည်နေမှာသူ့မှာရှိတဲ့တူတည်တော်သားကိုတောင်းခြင်းအဖြစ်ဖခင်တခင်ကသူယုံကြည်ခြင်းကိုစစ်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ယုံကြည်သူတွေတည်တာဘိုးကဖခင်တခင်ကကျွန်တော်တို့မှာမရှိတဲ့အရာမတောင်းဘူးဆိုတာကျွန်တော်တို့တည်ဖို့လိုတယ်ဥပမာအနေနဲ့ကျွန်တော်တို့အလူတွေလာခံတယ်ဒါမှမဟုတ်ပေါ့နော်ကျွန်တော်ဖျားเจ้าနေမှာ project ရှိတဲ့အချိန်မှာ okay လူငယ်ထဲဖို့ဂောပကားတွေဖြစ်ပေါ့နော်တင်လူကြီးတွေကပြောတဲ့အချိန်မှာကျွန်တော်ထဲချင်းပေးချင်းကြတယ်ဒါပေမဲ့ကျွန်တော်တတိထားမှာကကျွန်တော်မှမရှိတဲ့အရာမပေးဖို့ဆိုလိုချင်တာကကျွန်တော်ဒေါ်လာ1000ပေးခြင်းတယ် music department ပေါ့နော်ကျွန်တော် worship အသင်းတွေအတွက် worship အဖွဲ့တွေအတွက်ဒေါ်လာ1000ဒါမှမဟုတ်2000ပေးခြင်းတယ်ဒါပေမဲ့လို့ကိုယ်မှရှိတာကဒေါ်လာ900ပဲဆိုတော့ရှိတဲ့ထဲကမှဖျားတောင်းမယ်ဆိုတော့ကျွန်တော်တီးဖို့လိုတယ်ကိုဟုတ်ပါတယ်ဆန္ဒတော့ပြင်ပြပါတယ်တချို့ပြောတယ်ဝိညာဉ်တော်ဖွင့်ပြတယ်ဒါပေမဲ့ဝိညာဉ်တော်ဖွင့်ပြတဲ့ဟာကိုကျွန်တော်တို့ပိုင်းခြားတတ်ဖို့လိုတယ်ဒါမှတမန်ကျမ်းစာထဲမှာကျွန်တော်ပါတွေ့ရလဲဆိုလို့ရှိရင်ဖျားသခင်ကကျွန်တော်မှရှိတဲ့အရာကိုပဲတောင်းတယ်ဆိုတော့ကျွန်တော်တီးဖို့လိုတယ်မောရှေလက်ထဲမှာဘာရှိလဲဖျားမေးတယ်မောရှေတင်းလက်ထဲမှာဘာရှိလဲမောရှေအတောင်းဝေးရှိတယ်โอเคအဲ့ဒီတာဝန်ကိုချပါမွေဖြစ်စေတယ်ဆိုလိုချင်တာကဖခင်ကမောရှေလက်ထဲမှာရှိတဲ့အရာကိုပဲရှိတဲ့အရာနဲ့ပဲမောရှေကိုတုံပြတယ်ဟုတ်ပြီနော်မောရှေလက်ထဲမှာရှိတဲ့အရာပဲဖခင်ကတောင်းတယ်ပြီးရင်ကျွန်တော်တို့အေလိယနဲ့မုတ်ဆိုးမအကြောင်းပေါ့နော်အေလိယမုတ်ဆိုးမစီသွားတဲ့ချိန်မှာအေလိယကတွင်မုတ်လို့ပေးမုတ်ဆိုးမရှိတဲ့အရာပဲတောင်းတယ်မုတ်ဆိုးမဘာပြောလဲမဟုတ်ဘူးနော်ကျမသားနဲ့ကျမဒီမုတ်စားပြီးပြီဆိုလို့ရှိရင်ကျမတို့သေတော့မယ်ဒါပေမဲ့အေလိယဘာပြောလဲငါအတွက်အရင်ဆုံးမုတ်လုပ်ပေးမုတ်ဆိုးမစီမှာရှိတဲ့အရာကိုအေလိယတောင်းတယ်နံပါတ်1ချက်မုတ်ဆိုးမရှိတဲ့တန်ဖိုးရှိဆုံးဖြစ်တဲ့အစားအစာကိုအေလိယကတောင်းတယ်ဆိုတော့ကျွန်တော်ကြည့်သူတွေကျွန်တော်ပိုင်းခြားတတ်ဖို့အင်မတန်မှရေးကြည့်တယ်ကိုယ်မှာရှိတဲ့အရာနဲ့ကိုပဲပေးပါကိုယ်မှာမရှိတဲ့အကျွေးယူပြီးတော့ပေးတာတွေကျွန်တော်တတိထားဖို့လိုတယ်ဒါပေမဲ့တစ်ခါကျစိတ်ထဲမှာဆန္ဒပြင်းပြပြီးတော့ဖျားဖော်ပြတယ်ဆိုလို့ရှိရင်တော့လောက်ပါဖျားဖော်ပြတဲ့ဟာဖျားခိုင်းတဲ့ဟာဖျားတာဝန်ယူလိုက်မယ်ဟုတ်ပြီဖျားကအာဗြဟံစီမှာဘာတောင်းလဲပြန်ပြောမယ်ဆိုလို့ရှိရင်ဖျားကအာဗြဟံစီမှာသူ့မှာရှိတဲ့အဖိုးတန်ဆုံးအာဗြဟံရဲ့သားဖြစ်တဲ့အိုက်ဇက်ကိုတောင်းတယ်ပြီးရင်ဖျားကကျွန်တော်မှာရှိတဲ့ရာဘာတောင်းလဲဆိုတော့ကျွန်တော်တို့လက်ရှိပြန်စဉ်းစားကြည့်ပေါ့ကိုမိသားစုမှာတန်ဖိုးရှိဆုံးဘာဖြစ်မလဲကိုစုထားတဲ့ငွေလားဒါမှမဟုတ်ကိုအိမ်မှာရှိတဲ့ music ပစ္စည်း creator တခုခုလားဘုရားတခင်တောင်းတယ်ဆိုလို့ရှိရင်ကိုယ်မှရှိတဲ့အရာပဲတောင်းလိုက်မယ်နော်မရှိတဲ့အရာဘုရားတောင်းမှမဟုတ်ဘူးပတ်စံ1000မပေးနိုင်တဲ့လို့ဘုရားတခင်ဘယ်တော့မှ1000နဲ့ပို့ပြီးတော့မထည့်ခိုင်းဘူးဒါကျွန်တော်တမန်ကျမ်းစာကျွန်တော်ပြောနေခြင်းဖြစ်တယ်နော်ဆိုတော့အာဗြဟံရဲ့ပေးကမ်းခြင်းဘုရားတခင်ကအိုက်ဇက်ကိုတောင်းတဲ့
တောင်းတယ်အာဗြဟံကလည်းလိုလိုလားလားပေးတယ်သူ့မှာရှိတဲ့အရာဖြစ်တဲ့ကြောင့်သူပေးတယ်အဲ့ဒီပေးကမ်းခြင်းအပြင်အာဗြဟံယုံကြည်ခြင်းကိုဖခင်ကဖြောင့်မတ်ခြင်းကဲ့သို့မှတ်တယ်တဲ့နော်အာဗြဟံယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တယ်ဖခင်တခင်ကအာဗြဟံယုံကြည်ခြင်းဘယ်လိုဆန်းလဲသူ့မှာရှိတဲ့တန်ဖိုးရှိဆုံးအရာကိုတောင်းတယ်ဆိုတော့မှန်ကန်စွာပေးကမ်းတတ်ဖို့ကဒီနီလန်နီဒီ principle တမန်ကျမ်းစာကပြောတဲ့အရာကိုကျွန်တော်ကောင်းကောင်းနားလည်ဖို့လိုတယ်ဒီလိုနားလည်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မာပေးစရာလည်းမလိုတော့ဘူးပြီးရင်အကျွေးယူပြီးတော့လည်းတော့ပေးစရာမလိုတော့ဘူးဆိုတော့ဖျားသခင်နားလည်အောင်ကျွန်တော်တို့မာစားပါစေเนาะပြီးမာကုစနစ်မှာကျွန်တော်တွေ့ရတဲ့မုတ်ဆိုးမှာအဖွားအိုပေါ့เนาะအလူငယ်ထဲတော့တခင်ယေရှုကစောင့်ကြည့်နေဖျားเจ้าမှာလူငယ်ထဲတဲ့နေရာမှာအဲ့ဒီကျမ်းပိုက်လေးကျွန်တော်တို့ကလေ့လာရအောင်မာကုရှင်မာကုခရစ်ဝင်ခန်းကြီးစနစ်ခန်းငယ်41ကနေ44ထိပေါ့နော်41မှာထို့နောက်ယေရှုသည်ဗန္နာတိုက်ရှိမှထိုင်တော်မူစဉ်တွင်လူများတို့သည်ကြေးငွေကိုဗန္နာတိုက်ထဲသို့သွင်းချသည်ကိုကြည့်ရှုတော်မူ၏ငွေရတတ်သောသူအများတို့သည်များစွာသွင်းချကြ၏42မှာစင်းရဲသောမုတ်ဆိုးမတယောက်သည်လာ၍တပဲလောက်တန်သောကြီးနီဒင်းကားနှစ်ပြားကိုသွန်းချ၏ကိုတော်ဒီတပည့်တော်တို့ကိုခေါ်၍ငါအမှန်ကန်ဆိုဒီကဗန္ဒတိုက်ထဲသို့သွင်းချတော်သူအပေါင်းတို့ထက်ထိုစင်းရဲသောမုတ်ဆိုးမသည်တာ၍သွန်းချခဲ့ပြီအကြောင်းမူကားထိုသူအပေါင်းတို့သည်မိမိတို့ကြွယ်ဝသောစီးစိမ်တွေကနှုတ်၍သွင်းချကြ၏ထိုမိမမူကားအလွန်စင်းရဲလျက်ပင်မိမိအသက်မွေးစရာဥစ္စာရှိသမျှကိုသွင်းချလေပြီဟုမိန့်တော်မူ၏ဒီမျိုးသမီးကဖျားသခင်ကိုတရားရာခိုင်နှုန်းပေးတာဆယ်ဖို့တဖို့တော့မဟုတ်ဘူးနော်တရားဖို့တရားကိုပေးတာသူ့မှာရှိတဲ့ဟာအကုန်လုံးဥမာအေလိယနဲ့မုတ်ဆိုးမလိုမျိုးပဲဒီမုတ်မစားဘူးဆိုလို့ရှင်သေတော့မယ်သူ့မှာမိမိအသက်မွေးစရာဥစ္စာရှိသမျှကိုပေးတယ်တဲ့သူ့မှာမရှိတဲ့အရာမပေးဘူးနော်သူ့မှာရှိတဲ့အရာပဲပေးတယ်ကျွန်တော်ယုံကြည်သူတွေသိဖို့လိုတယ်ဖခင်တခင်ကကျွန်တော်မှမရှိတဲ့အရာကိုဘယ်တော့မှမတောင်းဘူးရှိတဲ့အရာကိုဖခင်တောင်းတယ်ဒါပေမဲ့ရှိတဲ့အရာထဲမှာမှကိုဘယ်လောက်ပေးခြင်းလဲဒီမျိုးသမီးကတရားရာခိုင်နှုန်းပေးတယ်အာဗြဟံကလည်းသူ့မှာတယောက်တည်းရှိတဲ့ဒါဟုတ်ပါတယ်အိုက်ဇက်မတိုင်ခင်တော့သူ့မှာသားရှိတယ်ဒါပေမဲ့လို့အိုက်ဇက်ကဘရင်းညင်နဲ့ရတဲ့သားကောင်းကြီးရှိတဲ့သားပေါ့နော်ဆိုတော့သူ့မှာရှိတဲ့သားကိုတရားရာကတော့ဖခင်တခင်ကိုပေးတယ်အာဗြဟံကဒီမျိုးသမီးလည်းဒီတိုင်းပဲသူဟုတ်ပါတယ်တခြားချမ်းသာတဲ့လူတွေပေးတယ်တဲ့အများကြီးပေးတယ်ဒါပေမဲ့အများကြီးပေးပေမဲ့လို့သူတို့တရားရာခိုင်နှုန်းပေးတာမဟုတ်ဘူးဒီမှာကျွန်တော်တရားရာခိုင်နှုန်းပေးပါလို့ကျွန်တော်ဆိုလိုချင်တာမဟုတ်ဘူးဒါပေမဲ့ဒီနေရာမှာကျွန်တော်ပြောချင်တာကဖခင်တခင်ကကျွန်တော်တို့မှာရှိတဲ့အရာကိုပဲတောင်းတယ်ရှိတဲ့အရာထဲမှာကျွန်တော်ဖခင်တခင်ကိုမြင်မြပေးဖို့ဖြစ်တယ်ဘယ်လိုစိတ်ထားနဲ့ပေးကမ်းရမလဲဆိုတော့ကျွန်တော်တို့ကလေ့လာရအောင်နှစ်ကောအခန်းကြီးကိုခန်းငယ်6ကနေ9မှာကျွန်တော်တွေ့ရတယ်အနှင်းငယ်သောမျိုးစိကိုကျဲသောသူသည်စပါးအနှင်းငယ်သာရိပ်ရမည်နံပါတ်1ချက်ကျွန်တော်ပေးကမ်းခြင်းနဲ့ပတ်သက်ရင်ကျွန်တော်မှန်ကန်စွာပေးကမ်းတတ်ဖို့အတွက်မြများပေးမြများရတယ်ဒါဖရားရဲ့အနည်းရမှာပဲနည်းနည်းပေးနည်းနည်းပဲရမယ်ကျွန်တော်တရားဆိုင်တရားပြန်ရေးရမယ်ကျွန်တော်ငရုတ်သီးပင်ဆိုင်ငရုတ်သီးပြန်ရေးရမယ်ဒါပေမဲ့ငရုတ်သီးတပြန်ဆိုင်ရင်ငရုတ်သီးပြန်တီးတဲ့အချိန်မှာငရုတ်ပင်ပေါ်မှာအသီးတသီးပဲတီးတယ်ဆိုတာမရှိပါဘူးဒါပေမဲ့ဆိုလိုချင်တာကမြပေးရင်ဖရားတခင်ကကောင်းကြီးမြဒါဖရားရဲ့နေရာမှာပဲเนาะပြင်နမနစ်ချက်များစွာကျဲသောသူတွေများစွာရိပ်ရမည်မျိုးစေ့စိုက်တာနဲ့ကျဲတာမျိုးစေ့နည်းနည်းကျဲတယ်ဆိုလို့ရှိရင်စပါးနှင်းငယ်ပဲရိပ်ရမယ်တဲ့များစွာကျဲတယ်ဆိုလို့ရှိရင်အများကြီးရိပ်ရမယ်လူတိုင်းကိုအလိုလျောက်လှူရ၏နှမျောသောစိတ်နဲ့မလှူရမလူပဲမနေရဟုစိတ်ထင်နဲ့မလူရအကြောင်းမူကားစေတနာစိတ်နဲ့လှူသောသူကိုသာဖျားသခင်နှစ်သက်တော်မူ၏ဒါဆယ်ဘိုးတပုတ်ကြောင့်ပြောနေတာမဟုတ်ဘူးကျွန်တော်ဒီနေ့မှာဆယ်ဘိုးတပုတ်ကြောင့်ကျွန်တော်ပြောနေတာမဟုတ်ဘူးเนาะဆိုတော့ဒီကောရစ်နှစ်မှာသားစိတ်ဝင်စားစရာကောင်းတဲ့နံပါတ်1ချက်ကဘယ်လိုစိတ်ထားနဲ့ပေးရမလဲဆိုလို့ရှိရင်များပေးရင်များရတယ်ဒါဖျားနှိရမှာကျမ်းစာထဲမှာဒီလိုပဲပြောတာစပါးအနှင်းငယ်ကျဲတယ်လို့အနှင်းငယ်ပဲရမယ်အများကြီးကျဲတဲ့လူကအများကြီးရမယ်ပြီးနံပါတ်2ချက်ကအင်္ဂလိပ်လိုကျွန်တော်ဒီမှာရေးတာ free will giving ကျွန်တော်စိတ်သဘောရှိတဲ့အတိုင်းပေးဖို့ပဲဥပမာ okay ဒီနေ့ဖျားเจ้าမှာအလူငယ်ကောက်တဲ့အချိန်မှာ20ပေးမယ်ကိုယ်စိတ်ထဲမှာ20ပေးခြင်းနဲ့20ပေးဖို့ဆန္ဒရှိတယ်ဆို20ပေးပါ
ဖះကတင်းတမကျွန်တော်တို့ကိုမပေးခိုင်းဘူးဥမာကိုကပေးလည်းမပေးခြင်းဘူးမပေးနဲ့ပေါ့ဘာဖြစ်လို့ဆိုတော့ဒီမှာနှမျောသောစိတ်နဲ့မလူရတဲ့မပေးခြင်းမပေးနဲ့တဲ့ဖះရှင်းရှင်းပဲပြောတာနော်မပေးခြင်းမပေးနဲ့ဒါပေမဲ့မလူခြင်းတဲ့စိတ်နဲ့မလူအောင်မပေးခြင်းဘူးဆိုလို့ချင်းမလူနဲ့ခုနကျွန်တော်အနီထဲမှာကျွန်တော်ဗာပြောလဲဆိုလို့ချင်းဖះကိုကျွန်တော်တို့ဘာမှမပေးလဲဖះကဘာမှမဖြစ်ဘူးကျွန်တော်တို့ကိုကောင်းကြီးပေးခြင်းလို့ဖះတခင်ကပေးကမ်းခိုင်းတာဆိုတော့ပေးကမ်းခြင်းနဲ့ပတ်သက်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးဖះတခင်ချမ်းသာထဲမှာဒါပြောတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာနှမျောသောစိတ်နဲ့မလူရဘူးတဲ့မလူခြင်းစိတ်နဲ့မလူအောင်နံပါတ်၄ချက်က force giving ဆိုအသင်းနဲ့မှလူခိုင်းတာဆရာတွေအသင်းလူခိုင်းလို့လူတာတော့ဟိုမှာကျွန်တော်ညီကိုတွေကအသင်းလူခိုင်းလို့လူတာအဲ့လိုမျိုးမဖြစ်ရဘူးเนาะပြီးရင်သူများခိုင်းလို့လူတာလည်းမဖြစ်အောင်ကိုယ်စိတ်ဆန္ဒတိုင်းလူတာဖြစ်ရမယ်နံပါတ်5ချက်ကစေတနာစိတ်နဲ့လူရမယ်စေတနာစိတ်နဲ့လူတယ်ဆိုတာဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ပျော်ရွှင်တဲ့စိတ်နဲ့လူရမယ်ပြီးဖျားပေါ်တင်တဲ့စိတ်နဲ့လူရမယ်ဖျားပေါ်ကျေးဇူးတင်တဲ့စိတ်နဲ့ကျွန်တော်လူရမယ်ဆိုတော့ဖျားတခင်ကကျွန်တော်ကောင်းကြီးပေးတယ်တဲ့ကျွန်တော်ပြန်ပြီးတော့ဖျားစီကိုပြန်ပေးတယ်ဖျားမပေးရင်ကျွန်တော်ဘာမှဖျားတခင်ကိုပြန်ပေးစရာဘာမှမကြောက်မှမရှိဘူးဖျားကျေးဇူးကျွန်တော်တက်တာမှာဖျားကကျေးဇူးပြုတဲ့အတွက်ကြောင့်ကျွန်တော်ဖျားတခင်ကိုပြန်ပေးတာဖြစ်တယ်ဖျားကကျွန်တော်တို့ကိုကောင်းကြီးပေးတယ်ကျွန်တော်အလုံးမှာဆိုလို့ရှိရင်ရတဲ့နာကတနာရီဒေါ်လာ$15ပဲရတဲ့နေပဲဖျားကောင်းကြီးပေးတဲ့တနာရီဒေါ်လာ20ရတယ်ဆိုလို့ရှိရင်ဘယ်ရောက်ကျေးဇူးတင်နေနေကျွန်တော်တို့ပေးရမယ်အဲ့ဒါကိုစေတနာစိတ်နဲ့လှူရမယ်တဲ့အင်္ဂလိပ်ကျမ်းစာမှာဆိုရင် generous ပေါ့နော်တွန့်တိုတဲ့စိတ်နဲ့မလှူအောင်တဲ့စေတနာစိတ်နဲ့လှူရမယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီကောရင်နှစ်ကောရင်သူ9အခန်းကြီး9အခန်းငယ်6ကနေ9ကအင်မတန်မှရေးကြည့်တယ်နော်ပြန်ဖတ်ရမယ်ဆိုလို့ရှိရင်အနှဲငယ်သောမျိုးစိကိုကျဲသောသူဒီစပါးနှင်းငယ်သာရေးရမယ်နည်းနည်းကျဲတယ်ဆိုလို့ရှိရင်နည်းနည်းပဲရေးရမယ်ပြီးများစွာကျဲသောသူဒီများစွာရေးရမယ်အခန်း9မှာလူတိုင်းကိုအလိုလျောက်လှူရ၏နှမျောသောစိတ်နဲ့မလှူရမလှူပဲမနေရစိတ်ထင်နဲ့မလှူရကျောင်းမူကစေတနာစိတ်နဲ့လှူသောသူကိုသာဖရာသခင်နှစ်သက်တော်မူ၏ဥမာလင်မယားပေါ့နော်ကိုတခုလှူတော့မယ်ဆိုလို့ရှိရင်ကိုမျိုးသမီးမျိုးသားနဲ့တိုင်ပင်ပြီးတော့လှူတာအင်မတန်မှရေးကြည့်တယ်အဲ့ဒါစေတနာစိတ်နဲ့လှူတာဖြစ်တယ်ပြီးရင်ကိုလိုလျောက်လှူတာဖြစ်တယ်သူများတိုက်တယ်လို့မဟုတ်โอเคငါဒီလောက်လှူချင်တယ်ကိုအိမ်ကနေဆုံးဖြတ်ချက်ချပြီးတော့လှူတာအဲ့တော့ကြောင့်တမန်ကျမ်းစာရမှန်ကန်စွာပေးကမ်းတတ်ဖို့အတွက်ကျွန်တော်ဥစွာပါသိဖို့လိုလဲဆိုဖရာတခင်ကကျွန်တော်တို့မှမရှိတဲ့အရာကိုမတောင်းဘူးပြင်ကျွန်တော်မရှိတဲ့အရာတွေကအကောင်းဆုံးကိုဖရာတခင်လိုချင်တာဖြစ်တယ်ငွေကြီးလည်းဖြစ်နိုင်တယ်ကျွန်တော်ရည်ချင်းတွေလည်းဖြစ်နိုင်တယ်ဆိုတော့ပေးကမ်းခြင်းလို့ကျွန်တော်ပြောလိုက်ငွေကြီးပဲကျွန်တော်တခါတည်းမြင်ဖို့မဟုတ်ပေးကမ်းခြင်းဆိုတာကျွန်တော်အချိန်လည်းဖြစ်နိုင်တယ်ကျွန်တော်ရဲ့အရေးချင်းတွေလည်းဖြစ်နိုင်တယ်ပြန်ကျွန်တော်ရဲ့ငွေကြေးလည်းဖြစ်နိုင်တယ်ဆိုတော့ဘုရားသခင်ထူကောင်းကြီးပေးပါစေနောက်ဗီဒီယိုတွေမှာပြန်ပြီးတော့ပြန်ဆောင်အောင်